ကြားတဲ့ရံကခဏအေးသွားပြီဆိုပေမဲ့လီဘုံပြောက်သွားတဲ့ကိစ္စကတော့မအေးသေးပဲလလအိမ်မီလောင်ထားတဲ့လီနေစရာရှာမတွေ့ခင်ဒီသူ့ကွန်ဒိုမှာနေဖို့ချင်းစီကခေါ်လာခဲ့လိုက်ရပါတယ်ကြိုက်တဲ့အခန်းရွေးဆိုပေမဲ့တိုက်ဆိုင်တဲ့လီရွေးချယ်လိုက်တဲ့အခန်းကသူ့အခန်းကြီးဖြစ်နေတာကြောင့်ချင်းစီလည်းတားမယ်လို့ကိုရိုချိုကအကန်းတဲ့တောင်ရောင်းနေပြီဖြစ်သွားချင်းဂရုမှာသူ့စကားတခုကအမိတ်ဆိုရင်တော့မိန်းလေးတစ်ဖြစ်လေချင်းစီတဲ့မိန်းလေးတဘာဝကိုတော့မလွန်ဆိုင်နိုင်ပဲအခုလိုချစ်စရာကောင်းတဲ့အခန်းလေးကချင်းစီနဲ့တကယ်လိုက်တဲ့ကြောင့်လီကပြောပြလိုက်ပါသည်ပုံမှန်ကလေးဆန္ဒတွေကြိုက်တတ်တဲ့ချင်းစီကသူ့ကိုလီဟားမယ်လို့ထင်ထားခဲ့ပေမဲ့မိန်းလေးတန်းဒီလိုညွန်းညွန်းညံ့ချစ်စရာကောင်းတာလေးကြိုက်တတ်တာကတဘာဝပဲဖြစ်တယ်လို့ချင်းစီအကြိုက်ကိုလည်းသူနားလေတဲ့ကြောင့်လီကရှင်းပြလိုက်ပါတယ်လီကစိုးနားလေနေပေမဲ့ဘာလို့ရှမ်းမသိချက်နေတဲ့ချင်းစီကတော့လီကိုအခန်းထဲအတင်းတွန်းထုတ်နေခဲ့ပြီဒါတော့အထူပါနားမလဲတဲ့ကိုလိုချောကချင်းစီအပြစ်မှနေသလိုခက်တည်နေတာတဲ့အခုလိုကလေးဆန္ဒကပိုချစ်ဖို့ကောင်းတဲ့ကြောင့်ဒဲတိုးကြီးဖလစ်လိုက်ပါတယ်သူ့ဘဝမှာအဲ့လိုချစ်ဆက်ကောင်းတယ်ဆိုတဲ့စကားကိုတုံးတန်းမကြားဘူးခဲ့ပဲအကုန်လုံးကသူ့ဆိုရင်ချိန်နေကြတာဖြစ်သလိုအခုလိုရုပ်တရက်ကြီးကြားလိုက်ရပြန်တော့လေရှက်လုံးပြီးနေမတိတိုင်တာဖြစ်လာတာကြောင့်ဘိုက်ကပါအတန်းနဲ့မြည်လာခဲ့ပါတယ်ကြားတဲ့ကိုင်းသတင်းကိုလည်းကြားချင်းလေးကိုစိတ်ပူလို့အသေးအံပြေးလာခဲ့တဲ့ချင်းစီတောင်ညစာမစားရသေးတာမို့သူ့ကိုစိတ်ပူရင်ဘိုက်ဆာနဲ့တထေးသမီးကိုသဘောကျသွားတဲ့လေးကြီးလေတူလောင်ခမ်းမှာသူတင်ထားတဲ့မုတ်တချို့ကိုထုတ်ပေးလိုက်ပါတယ်အရေးပေါ်အခြေအနေတွေတင်ထားတာဆိုပေမဲ့အခုတော့ချင်းစီစားဖို့အတွက်ပေးလိုက်ပြီအစားသောက်နဲ့မုတ်တွေကိုဘလို့ထုတ်လဲသိကျင်တဲ့ချင်းစီကတော့လေတံပွဲမှာလေးလက်နက်တွေကိုမျက်လဲပြသူထုတ်ပြလိုက်တဲ့ကဘလို့လုပ်လဲဆက်စုကျင်နေခဲ့တာပဲဖြစ်ပါတယ်အရေးစနစ်ကြောင့်ပြောပြလို့မဖြစ်တဲ့လေးကသူ့ကိုသူမောပညာတက်တဲ့ဘာညာနဲ့တထေးသမီးလေးကိုဂျင်းထဲလိုက်ပြီးဒါအောင်မှအဟုတ်ထင်သွားတဲ့ချင်းစီကလည်းသူ့ကိုတင်ပေးဖို့အတီပေါက်ကြီးတောင်းဆိုနေတာကြောင့်ရုပ်တဲ့အနောက်ဘက်ကတခုခုကိုသတိထားမိသွားတဲ့လီလေချင်းစီကိုအိမ်ရင်ပြန်တာကောင်းမဲ့ကြောင့်ထားပြောလိုက်ပါတယ်ချက်ချင်းကြီးပြောလာတဲ့လီကြောင့်ချင်းစီလည်းဘာဖြစ်မှမသိပါနဲ့အပြင်ဘက်မှာတွဲချောင်းနေတဲ့ချင်းဥက္ကဋ္ဌကြီးကိုတွေးလိုက်ရပြီချင်းချောင်းချန်ရဲ့ထုံးစံအတိုင်းသူ့သမီးကိုမောပညာနဲ့ဖျားယောင်းတယ်ဘာညာနဲ့ဆွဆွေးရင်ပုံမှန်သူ့ကိုတော့ခေါ်လာလည်းမရှိတဲ့နေရာကိုလီကိုခေါ်လာတာကြောင့်ချင်းဥက္ကဋ္ဌကြီးကတကိုယ်ရဲ့စိတ်ကောက်နေတာပဲဖြစ်သွားတယ်သမီးပြရတော့တမက်မကြည့်ဘူးဆိုတော့ညာကြီးထင်မတော့သူ့သမီးနဲ့ကိုက်ရင်ဟိုလိုလုံးပြစ်မယ်ဒီလိုလုံးပြစ်မယ်ဆိုတဲ့အတွေးတွေနဲ့ပါချင်းချောင်းနေတာကြောင့်ထုံးစံတဲ့သမီးဖြစ်သူကပဲမလိမ်မလိမ်မအဖေဖြစ်သူကိုဝင်ဆုံးမပေးလိုက်ရပါတယ်ဒီနေရာချင်း group ပိုင်းနေရာဖြစ်နေတာကြောင့်လီတဲ့ဘာအနေမှမရှိပဲတခြားလုံးအသေးစိတ်စုဆောင်းခဲ့တဲ့အပိုင်းစားတွေလေသုံးခုလုံးစုံသွားပြီးမှအရင်ဝင်ပြောတဲ့အပြန်ကပိုင်းဝင်ပေါက်ကိုဖွင့်လိုက်ကြပါတယ်အပြန်ကပိုင်းဝင်ပေါက်တွေကသူပေါ်ခြင်းတဲ့နေရာပေါ်လာတတ်တာလို့တည်ထားပါမယ်ဒါလိုဖွင့်လို့ရတယ်ဆိုတာကိုတော့လီမသိသေးပဲအခုလီသုံးလိုက်တဲ့အပိုင်းစား၃ခုကအပြန်ကပအချင်းတောင်ရဲ့အပိုင်းစားတွေဖြစ်တဲ့အကြောင်းငတုံးတစ်ပိုင်းကိုအရေးဝရင်ကရှင်းပြလိုက်ပါတယ်ကဘာအောင်မှာပေါ်လာသမျှအပြန်ကပိုင်းဝင်ပေါက်တိုင်းကလေဒီအချင်းတောင်နဲ့ဆက်ဆက်နေတာဖြစ်တယ်လို့အခုဒီသဘုံပေါက်တဲ့လီကတော့အပြန်ကဘာကြောင့်အရေးဝရင်နားလည်သမျှရှင်းပြပေးဖို့တောင်းဆိုလိုက်ပါတယ်အပြန်ကဘာရဲ့ဝင်ပေါက်တွေမှာဗီဇပြောင်းလူသားတွေပိုးမွားတွေတားရဲတွေဘာကြောင့်အများကြီးရှိနေလဲဆိုတာကိုသူနားမလဲပဲတကယ်တော့လူသားတွေအပြန်ကဘာလို့တတ်မှတ်ထားတဲ့ဝင်ပေါက်တိုင်းကအခြားကဘာတကူရဲ့အချင်းတောင်နေမြေတွေဖြစ်တဲ့အကြောင်းအရေးဝရင်ကပြောပြလိုက်ပါတယ်လူသားတွေအမျိုးသားပေါင်းစုံခွဲထားတဲ့တားရဲတွေဆိုတာကလေအခြားကဘာရဲ့အကျဉ်းသားတွေပဲဖြစ်တယ်လို့စမ်းသပ်မှုတွေပြီးလီနားလည်လာမှာဖြစ်တဲ့အကြောင်းချင်းတန်းကရှင်းပြလိုက်တော့လီလည်းမျက်စိရှိမျောစင်ကြီးကိုတည်ထားမိသွားခဲ့ပါတယ်သူတို့မြင်နေရတဲ့ကောင်းတဲ့ထိုးပေါက်မျောစင်ကအရေးဝရင်အတွက်စိတ်ကျဉ်တဲ့ရဆိုလက်ရတစ်ခုဖြစ်တယ်လို့လီအတွက်လေ့ကျင့်ကွင်းဖြစ်တဲ့အကြောင်းပြောပြလိုက်တော့တောက်ကျိုးနဲ့မဲချွတ်မျောစင်ကြီးကိုကြည့်အတော်လေးဘီတုကမြင်နေတဲ့ကြောင့်စိတ်ထဲကဗလိမ့်မိသွားခဲ့ပါတယ်ဘေးပတ်လည်မှာလည်းဘာကြောင့်တန်ကျိုးတွေနဲ့ပတ်ထားလဲဆိုတော့သူနားမလဲပဲကိုလိုချောလေးကမျောစင်ကိုအတွေးနဲ့တိုင်မှာချွတ်ရောင်းဖို့ကြံနေတာကြောင့်အကုန်ကြားနေရတဲ့အရေးဝရင်လေလူမဟာသားလေးကိုတဲခံထားဖို့ကိုပြန်သတိပေးလိုက်ကြပါတယ်အထက်6ထပ်ရှိတဲ့ဒီမျောစင်ကသူ့အစင်းလက်အထက်မြစ်လေခက်ခဲမှုမြတ်သက်သွားလိဖြစ်တယ်လေးရဲ့လက်ရှိခွန်အားနဲ့သာဆိုပထမထက်ကအရေးတကားကိုနိုင်ယူနဲ့အဆင်ပြေတဲ့အကြောင်းပြောလိုက်တော့လေးလည်းနိုင်ပေါ်မှာထင်တဲ့တကားတကောင်ရဲ့အရေးကိုသတိထားမိသွားခဲ့ပါတယ်နိုင်ပေါ်မှာထင်နေတဲ့အရေးကအချိန်လောက်ဆရာပဲမဲ့စွန့်ရင်ဖီအားကိုတော့သူမခံစားရပဲသူတို့ရှေ့မှာထိုင်တဲ့ကြောင်ပေါင်းလောက်ပဲရှိတဲ့ငကားလေးကိုတွေးလိုက်ရတာကြောင့်လေးလည်းခြံတန်းပြောလိုက်တဲ့အရေးငကားကတောက်တဲ့လောက်ပဲရှိတဲ့အကြောင်းအာသွားချောင်လိုက်ပါတယ်လက်စုပ်လောက်ရှိတဲ့ကောင်လေးကိုအနိုင်မကျင့်ကျင်တဲ့အကြောင်းကြော်သွားကြိုင်မဲ့လို့ရုပ်တဲ့အရေးစွန့်ရင်အသက်ဝင်သွားတဲ့ကြောင်ပေါက်လေးကလက်တက်လောက်ကနေသူ့တကူစားလောက်ကြီးဖြစ်သွားတာကြောင့်အရေးငကားကအဆင့်စီရှိတယ်ဆိုတာလက်ခံသွားခဲ့ပါတယ်အရေးစွန့်ရင်ကြောင့်အရွယ်စားအရှင်ရောခွန်အားထိပါ600ရာခိုင်နှုန်းလောက်တိုးလာတဲ့ငကားကောင်ကိုတွားရှုပ်လို့တော့မရတော့ဘူးပဲလက်ရှိငကားရဲ့အရေးမြင့်တဲ့နိုင်စွမ်းကလီထက်တော့များနေသေးတာပဲဖြစ်ပါတယ်တကယ်လဲသူ့ရဲ့အိမ်မွေးတရစ္ဆာန်တဲ့လီကအားနေတဲ့အကြောင်းအရေးဝရင်ကထောက်ပြလိုက်ပြီးဒီငကားကိုတိုက်ခိုက်ဖို့သူကစွမ်းနေတဲ့ဆိုရင်တော့အရွယ်စားကွာနေသေးတာကြောင့်အကောင်ကြီးလေးပြစ်မှတ်ကြီးလေးဖြစ်တဲ့အကြောင်းလီကပြောပြလိုက်ပါတယ်ဒါမှအခြေအနေတွေကလီထက်တယ်လို့မဟုတ်ပဲအရေးတမြောင်ကငကားကျေးခုံကိုတော့မဖောက်ထွင်းနိုင်တာကြောင့်လီတိုက်ခိုက်တဲ့မြကအရေးငကားကိုကလီထိုးသလိုဖြစ်နေတဲ့အကြောင်းနဲ့ဒီရင်ငကားကိုတော့မနိုင်ပထမဆင့်ကကြော်ပြနိုင်မှာမဟုတ်တဲ့အကြောင်းအရင်ဝင်းကတတိပေးလိုက်ပါတယ်လီရဲ့မြင့်တင်ချင်းခုတ်ချက်တွေကအရင်ငကားကိုဘလို့မှမတိုးပေါက်ပဲလီတိုင်ပတ်နေတဲ့အချိန်ခြံထန်းကပဲအဲ့ဒီလူတော်ကိုစားလို့ရတဲ့အကြောင်းဝင်မြောက်ပေးလိုက်တာကြောင့်လီကမှကြောင်လိုက်ဖန်းခံရတဲ့ကြွက်လို့ကျွန်တော်ပြေးနေရပြီပဲဖြစ်ပါတယ်တကောင်သားလေးကချစ်စရာလေးပင်မဲ့
ကိုက်ခန့်ရရင်တော့တတ်တာမဲ့ပုံပေါ်ဒီကြားတဲ့လိကိုတေးစားလို့မြင်နေတာဖြစ်တဲ့အကြောင်းခြံတန်းကပါဝင်အားပေးနေတာကြောင့်တေးစားကိုတွေးမိသွားတဲ့လိလေသူတော့ပါဇက်တပြင်းပြင်းနဲ့လိုက်ညံတကားမှသားလိကိုတူလောင်ခန်းကကြက်ပေါင်နဲ့ပြစ်ကျွေးလိုက်ပါတယ်တောသားလားတာဆန်လားတော့မသိပြင်မှာကြက်ပေါင်ကြိုကိုခရင်းတွေ့နေတဲ့အရင်တကားကခဏလောက်တတိလွတ်သွားတာကြောင့်လိလေအရေးချုံအောင်ချင်းနဲ့ဆုံးသက်လိုက်ပုံမှန်ကြောင်ပေါက်ရပြန်ဖြစ်သွားတဲ့အထိတကောင်သားလေးကကြက်ပေါင်ကိုအတော်လေးဆွဲလန်းနေတာပဲဖြစ်ပါတယ်ဘာပဲဖြစ်လိအရင်တကားကိုအနိုင်ယူလိုက်ပြီးမှပထမထက်ကိုဝင်ခွင့်ရသွားခဲ့ပြီးအပြိုင်တကားပေါက်ထီနောင်ချင်းကိုပါဖွင့်လက်ခွင့်ရသွားခဲ့ပါတယ်ထုံးစံအတိုင်းကတုံးတစ်ပိုင်းကချီနောင်ချင်းဖွင့်ခွင့်ဆိုတာကိုနားမလဲပဲအဲ့ဒါကအပိုင်းစားကြောက်တုံးတစ်ခုကိုလေးရအရေးစွမ်းရည်နဲ့ချီနောင်လိုက်ယုံနေတယ်အပြိုင်ကပါဖွင့်နိုင်မှာဖြစ်တယ်အခုလိုအပိုင်းစား၃ခုတည်းမလိုတဲ့ပြီကိုစိတ်ချက်ကိုဖွင့်ချင်တဲ့အချိန်ဖွင့်နိုင်မှာဖြစ်တဲ့အကြောင်းခြံတန်းကငတုံးသခင်ကိုရှင်းပြလိုက်ပါတယ်သူ့ရဲ့ငကားကိုလိကကြက်ပေါင်နဲ့မြူဆွေရင်တပတ်ရိုက်သွားတာကြောင့်ခြံတန်းတက်သိမ့်မကြည့်ပဲဒုတိယထပ်မှာဒီကောင်ကိုပညာပေးရမယ်ကြောင့်တကူတဲ့တွေးရင်လိနောက်ထပ်ရင်ဆိုင်ရမယ့်အထက်ကကောင်းကင်မျောစင်ဘာနာတိုင်းစိတ်ကနေဖြစ်တဲ့အကြောင်းအရင်ဝင်းကပြောပြလိုက်ပါတယ်ငကိုတဲ့အချင်းချင်းယုံကြတာမို့အရင်ဝင်းတကူကြံနေပြီဆိုတော့လိလည်းကျိမ့်မိလိုက်ပြီပုံမှန်အိမ်မွေးတရိษံတွေကစီရမရှိတဲ့အကြောင်းနဲ့ဒုတိယအထက်ကလည်းတဲ့ရနဲ့မရှိတဲ့အကြောင်းပြောရင်အပေါ်ထက်စီတက်လာခဲလိုက်ကြပါတယ်ခြံတန်းကတော့အန်ဒမ်ရှိကြောင်းပြောနေပေမဲ့ဒုတိယထက်မှာစောင့်နေတဲ့မိုးကျုံးမွေပြင်ခြေနှချောင်းလိမ့်နဲ့ချော်ရီနွားကောင်းလူသားတွေကအာဝါဒကောင်တွေတော့မဟုတ်လေးလည်းမြေယုံနဲ့သူ့ကိုခြံတန်းချင်းကြီးတိတ်သွားပြီဆိုတော့တီးလိုက်ပေမဲ့ဒါအဝမ်းဖြစ်မနေရင်ဆိုင်ရတော့မှဖြစ်ပါတယ်ခြံတန်းကအစေခံတသားလောက်ကောင်တွေလို့ပြောပေမဲ့ထိတ်ကြရင်ဆိုင်ရတဲ့လေးရဖုတ်ကတော့ဘလို့မှမစားတာပဲစီရန်နဲ့အထက်မိတ်ဆာ၃ကောင်ပြင်လေးရေးစနစ်ရတော့ကဂျိုသားလိုကောင်တွေပါပါနေတာကြောင့်တိုင်ပွဲရှောင်းတင်းယုံပဲတတ်နိုင်တဲ့အနေအထားတွေပဲဖြစ်နေခဲ့ပါတယ်။လေးရဝင်ပြီးချင်းဝင်ပေါက်ကလည်းပိတ်သွားသလိုဒီတုံးသမားကြီးကိုလည်းသူရှင်မချနိုင်တာကြောင့်ပုံလို့ရမယ့်နေရာအမြန်ရှာလိုက်ရပြီ။ခါလန်းလန်းကအပေါက်စီကိုအတက်လူပြေးပြီးမှတော့လေးကြောင့်တကားချက်ကြီးကိုပိတ်ချနိုင်ခဲ့လိုက်ပါတယ်။ခြံတန်းဂျင်းထက်တာကိုတီးပြင်မဲ့အခုလောက်ထိတော့မထင်ထားပဲ။အစေခံပါလို့ပြောနေတဲ့အဲ့ဒီကောင်တွေကတကယ်မကောင်းဆိုးရတဲ့ကြီးဖြစ်နေတာကြောင့်စိတ်တုလာတဲ့လေးလေအစေခံသားဆိုအကောင်တွေကဘန်နာမှာတုံးလဲလို့မေးချလိုက်ပါတယ်တကယ်တော့ဟိုကောင်တွေကကြမ်းနေတာမဟုတ်ပဲလီကအားနဲ့လုံးတာဖြစ်တဲ့အကွက်ရတော့နှိမ်နေတဲ့အရက်ဝိရင်ကမိတော့နွားဆိုရင်မီးမွေးဖို့လက်စည်းမွေဆိုရင်လက်စစ်ပေးဖို့ဖောက်ခွေးလိတ်ဆိုရင်ကြမ်းတိုက်ဖို့ဂျိုသားတွေဆိုရင်ပစ္စည်းတွေဖို့ထားတာဖြစ်တဲ့အကြောင်းတောက်ကျိုးနဲ့အသုံးဝင်ပုံတွေကိုပြောပြလိုက်ပါတယ်သူ့ကိုတမင်လောက်တာမှတိပေမဲ့စောက်ခွက်ပြောင်းနေတဲ့အရက်ဝိရင်ကြောင့်လီလေပြောစကားတွေပြောင်းရှနေခဲ့တယ်ရုပ်ရက်ပြင်ဘက်ကပါမှာချင်းချောင်းချန်တို့တားဖရောက်နေတဲ့အကြောင်းဆက်သွက်လာတာကြောင့်ညာကြီးတစ်ကောင်ရောက်လာတဲ့တားဖအရင်ထွက်လာခဲ့လိုက်ရပါတယ်ကြားတဲ့နဲ့ခန်းရွမ်းဆွဲကလီရီပေါ်အချင်းကြားလေးအညိုးဖွက်လေးဖြစ်တယ်လက်ရှိရောက်လာတဲ့ချင်းဥက္ကဋ္ဌကလေကြားတဲ့နဲ့ခန်းကိုနှိမ်နှင်းဖို့လီရီနဲ့လာတိုင်းမင်းသားပဲဖြစ်ပါတယ်ကြားတဲ့နဲ့ခန်းကသူတို့လုံမသုံးလန်းကိုအမြဲလာနောက်ဆက်တက်ပေမဲ့တည်ငြိမ်မှုပြပြသွားမှဆိုတဲ့ချင်းဥက္ကဋ္ဌကဘာမှမတုံ့ပြန်ခဲ့သလိုဒါကလည်းလက်ရှိဟန်မျိုးကိုအင်အားကြီးဖွဲ့စည်း၃ခုနဲ့ထောက်ခံထားလို့ဖြစ်တဲ့အကြောင်းချင်းချောင်းချန်ကရှင်းပြလိုက်ပါတယ်မျိုးတော်ကိုဝူထန်းချုံကဟန်မျိုးရဲ့နိုင်ငံရေးကိုထိန်းချုပ်ထားသလိုနန်တုံးဟောင်ရဲ့အန်ဂျီလုပ်ငန်းစုကစီးပွားရေးကိုထိန်းချုပ်ထားတာပဲဖြစ်ပါတယ်လက်ရှိချင်းဂရုကတော့နိုင်ငံရေးမှာရောစီးပွားရေးမှာပါဒုတိယအင်အားတစ်ခုဖြစ်ရပ်တည်နေတာဖြစ်သလိုလက်ရှိကြားတဲ့ဂိုင်းဆိုတာကစီးပွားရေးအတောင့်တင်းဆိုအန်ဂျီလုပ်ငန်းစုကထောက်ပံ့ပေးထားတာကြောင့်တရားမဝင်ဈေးကွက်ကိုလက်ဝါးကြီးအုပ်တာတွေငွေညစ်တာတွေဓမြတိုက်တာတွေကိုစိတ်ရှိတဲ့လောက်ကင်နေတာပဲဖြစ်ပါတယ်ဒါတွေကိုချင်းဥက္ကဋ္ဌကမကြိုက်ပေမဲ့သူတို့ရဲ့နောက်ခံအင်အားကရှိနေသေးတာကြောင့်လုံးချင်တဲ့လုံးမရပဲသူသာကြားတဲ့ဂိုင်းကိုပြင်းပြင်းထန်ထန်ကင်တွယ်လိုက်ရင်အထိုင်းအင်အားတစ်ခုနဲ့ပြဿနာဖြစ်ရင်ဖြစ်မဖြစ်ရင်ထောက်တန်၃ခုမှာတိုင်ကပဲမျိုးတော်ကိုအပိုင်သိမ်းသွားနိုင်တဲ့အကြောင်းလီကိုပြောပြလိုက်ပါတယ်ဒါကြောင့်မကြားတဲ့ဂိုင်းကိုရှင်းဖို့ကြီးချင်းမီသားစုနာမျိုးကအထီးကမခံခြင်းနဲ့ချင်းဥက္ကဋ္ဌကလီနဲ့ချင်းစီကိုဥဆောင်ရမယ်အင်အားစုအတစ်တစ်ခုဖွဲ့စည်းပေးခဲ့တာဖြစ်တယ်လို့လူသမားလူယုံငွေပါသူထောက်ပံ့ပေးမယ်ကြောင်းလီနဲ့ချင်းစီလုံးအောင်မှာကကြားတဲ့ဂိုင်းကိုရှင်းပစ်ဖို့ပဲဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်ဒါဆိုရင်လီတို့ကကြားဖွဲ့စည်းတစ်ခုအတွင်းနဲ့လှုပ်ရှားသွားတာကြောင့်ကြားတဲ့အင်အားစုတစ်ခုကချင်းမီသားစုကိုဘာမှလာပြောလို့မရပဲအရာရာကသူ့ဘာသာဘုံနေမြကြားနေမြလဲပတ်နေမှာဖြစ်တယ်လို့လီတို့တစ်ခုအေးပေါ်လာရင်လေသူကကြားဝင်ကာကွယ်ပေးလို့ရတဲ့အကြောင်းချင်းဥက္ကဋ္ဌကြီးကသူ့ရဲ့ view ကိုပြောပြလိုက်ပါတယ်ဒါကွက်ဆဲတဲ့ view ကိုညာတွင်ချင်းစဉ်းစားလာတာကြောင့်လီလည်းချင်းဥက္ကဋ္ဌကိုအထင်ကြီးမိသွားပေမဲ့တကယ်ကအဲ့လိုမဟုတ်ပဲချင်းစီကလီနဲ့ပေါင်းရင်ကြားတဲ့ဂိုင်းကိုရှင်းမယ်လို့ပြောလို့တာသမီးချရတဲ့သူခမအုံနောက်ကအစီချပေးခဲ့ရတာပဲဖြစ်ပါတယ်သူကပတ်စံနေရောလူတွေရောသုံးပေးရတဲ့အပြင်သူသမီးကိုလီမာသွားမှလည်းစိုးရင်ရသေးတာမို့ဘာပဲဖြစ်အရှုံးပေါ်နေသူ့ဘဝကြီးမှာလီကိုအတွေးနဲ့ကြိုးတုံရင်အဝေးကိုပြစ်မဲ့လုံးနေတာကြောင့်ဒီဖေကြီးကိုသမီးဖြစ်တဲ့ချင်းစီကပဲအခန်းထဲကတွန်းထုတ်ပေးလိုက်ရပါတယ်